Along pe mingla papro yi chinora spider key o bore yaw bi ha okay so along pe mingla papro yi chino karo spider key me phit pare di ni ma ro chino mic crack ကစားမှာဖြစ်ပါတယ်ဒါပေမဲ့ဂျာဗာပေါ့နော်ကျွန်တော် shader လေးလည်းထည့်ထားတယ် okay ရှေ့လိုက်အထင်မှန်ပါပါဦးကျုံမဲမဲကြီးခိုင်းတက်ပါကြီးတော့သူဟိုကျွန်တော်ရှေ့တာလေးကမိုက်တော့မိုက်တယ်ဒါပေမဲ့တိတ်တော့မကြိုက်ဘူးပေါ့နော်ကျွန်တော်ဘာလို့လဲဆိုတော့အရေးမပါဘူးရှေ့လူမပါဘူးနော်အဲ့ဒါလေးချွင်းချက်ပေါ့အဲ့ဒါလေးကတော့အဲ့ဒါလေးတော့ရှိရဲကျွန်တော်အဲ့ကြောင့်တိတ်တော့မကြိုက်ဘူးဒါပေမဲ့လေကျွန်တော်ခဏ setting ချိန်အောင်ခဏGraphic ဟုတ်ပါမရောက်ဘူး graphic လေးကိုဘယ်လောက်ထားမလဲ flash လောက်ထားပါတော့ flash လောက်ထားဒီနေ့ချေဟာကျွန်တော်ခုနဟာကြီးတော်လန့်သွားတယ်တော်လေးမှစိုးတယ်ကွာတော်ပြီကွာရှေ့ရဆိုအဲ့တော့ကျွန်တော်ဒီ shader လေးနဲ့ပဲဆော်လိုက်တော့မနော်ဟောဒါနဲ့ဒီ shader နဲ့ဆော်တာကဒီ shader လေးလှတော့လှပါတယ်ဒီမှာကြည့်လိုက်တိမ်လေးကလေးကြည့်လိုက်ရွီ yes ခဲအဲ့တော့ကျွန်တော်ဆော်အောင်လားအဲ့တော့ shader လေးရှောက်စမ်းတာ FPS ကတော့ဒီနေ့တိုင်းမှာပဲ30ကျော်ပဲရရပါတော့အဲ့ဒါလည်းပိုးမရဘူးတခါ20ကျော်ထိဒီ shader နဲ့အဲ့ဆိုဒီ shader ကျွန်တော် share လို့မပါတော့ဒီ FPS ကတော့ကျွန် graphic ကြီးဘာကြီးရော no ကျွန် graphic ပြောင်းလာအောင်မခဏရောဒါမှမဟုတ်လဲ shader တစ်ခုပြောင်းလိုက်မယ်အဲ့ဒါ shader ရဲ့အများကြီးပဲအကုန်လုံးဒီဟာတွေထည့်လို့ရရတယ်ဒါပေမဲ့ဆောင်ရလက်တယ်အဲကြောင့်ကျွန်တော်ဒီ shader ကျွန်တော်ဖုန်းနဲ့ခုကိုက်တဲ့ shader နော် FPS ကတော့မစားဘူးအဲ့တော့ shader ထည့်လိုက်ပါမယ်ခင်ဗျာ okay ရပြီကျွန်တော်ဒီကတော့လည်းခုနဟာထက်တော့ဒီကနည်းနည်းတော့ lag တယ် FPS ကပို့ပြီးတော့what ဟိုဒီက share လို့တော့ပါတယ်ဗျဒီအရွယ်ကြီးတော်တော်ကြီးရဆိုးတော့ကွာဘာကြီးမှန်းလို့ဒီ no yep နောက်တော့ပြောင်းမယ်ကွာOkay နောက်တော့ဝင်နေကျွန်တော်ကJava ခုက Java ဒါ Java ရဲ့အမြင့်ဆုံး version ပေါ့နော် version က 1.21.10 ဒီကျွန်တော် Parrot မှာလည်းအမြင့်ဆုံး Parrot မှာဆိုရင်တော့ကျွန်တော်111လောက်မသိဘူးတော့အခုဒါကတော့ Java ပါ what the whatဟာဒါအိုးဒီဖိုင်ကိုနာမည်မေ့နေပြီကျွန်တော်အိုးဒီဖိုင်ကိုကြီးကOkay ကျွန်တော်ဒီပေါက်ထဲရောက်လာပြီဆိုတော့သတိတော့ထားရမယ်ဟုတ်ပြီလားသတိထားရမယ် yes okay ဟုတ်ပါပြီကျွန်တော်တို့ညမှာတွေ့ရတာဟိုအကောင့်တွေကလေကျွန်တော်နာမည်မေ့နေဘာအကောင့်တွေပါလဲဒီဟာလေးမှကြည့်ကောင်းတယ်ခုနကတော့ဟာကြီးတော်ဆိုးရအဲ့တော့ဒါကကျွန်တော်ရဲ့ 15 dB 2 still လောက်အောင်နည်းနည်းလက်နေရှေ့ဖြုတ်လိုက်မယ်အမခုနရှေ့တာလောက်လေးထည့်ထားလိုက်မယ်ဗျဒီရှေ့တာနည်းနည်း share လို့တွေပါလက်တယ်အဲ့တော့ကျွန်တော်ဒီရှေ့တာလေးထည့်ထားမယ်အဲ့တော့ကျွန်တော်ပုံမှန်လေးဆော့ကြည့်အောင်ပုံမှန်လေးပဲသွားမယ် okay ပုံမှန်လေးပဲနော်ပုံမှန်လေးတဲ့ညနေမြင်တွေ့ရတဲ့အတိုင်းပဲကျွန်တော်တို့ okay lighting လေးကောင်းပါပြီ shadow လေးနဲ့ shadow မပါလွယ်လို့
အဲ့တော့ကျွန်တော်ဒီမှာ2တွေပူရန်2တွေလုပ်မယ်ပြီးရင်နည်းပတ်နည်းကြည့်အောင်ဒီရှိတာလေးနဲ့ပဲစောတယ်ကွာတော့ကျွန်တော်ဟိုလိုရှိတာကြီးကြထဲလို့ရတယ်ဒါပေမဲ့ဆောက်ရဲလက်လူပါခင်ဗျာအဲကြောင့်ကျွန်တော်မထည့်ရပါဘူးနော်လက်တာရတော်တော်ကြီးလက်တာဗျဘယ်လောက်ထိလက်လဲဆို F ရက1 2 3 4ပေါ့နော်အဲ့လောက်နဲ့ပဲအဲ့လောက်ပဲရှိအဲ့လောက်ပဲရ F ရတော်တော်နေတော့ကျွန်တော်ကဘယ်လိုဆိုမှာတော့အဲ့လောက် F ရလေးနဲ့ Okay ခုကျွန်တော်တို့ plasmid tutorial ရောက်လာကျွန်တော်ဟိုဘက်tutorial ဟိုဘက်မှာပါနော်ကျွန်တော်ကြိုင်ခဲ့အဲ့တော့ဟိုရှိမှာ rain portal ဟာ Okay ကောင်းပါတယ် Okay ဘာလို့ရှိမလဲဟာအေးပါကွာ obsidian 3တော့အဲ့ပါရပါတယ်ရှိရလေးယူထားလိုက်မယ်ကြောက်တော့အိုးမီးသေးပါတခါတွေ့ Okay နည်းနည်းတူးလိုက်အောင်မကျွန်တော်မင်းတို့ကျွန်တော်ဒီတိုင်းတော့တော်တော်ဒီလိုရိုးရိုးရှိတိုင်းတော့ဒီလောက်လှနေကျွန်တော်ဟိုရှိတိုင်းနဲ့ဘယ်လောက်လှအောင်လို့မသိဘူးနော် Okay ရပြီပဲမြင်တဲ့အတိုင်းပဲကျွန်တော် mouse ကြည့်တော့မှလက်နေတယ်တွေ့လားအိုးကြည့်လိုက်ယောဘမ်ဒီရှယ်လာတာကြီး graphic ကတော့ကြည့်ကျွန်တော်ဒီရှိတာလေးနဲ့မတရားဆော့ကြတယ်ဒါပေမဲ့ F ရလည်းရှူလာကျော်1 2 3ကနေခုချိန်မတက်သေးဘူး။အိုးရော micro ထဲမှာလည်းလေတိုက်အပြင်မှာလည်းလေရှယ်တိုက်နေပြီ။အပြင်ကလည်းတော်တော်လေးno